talent ထက် discipline ကပိုပြီးတော့မှအရေးကြီးပါတယ် discipline ဆိုတာကိုမလုပ်ချင်တဲ့အချိန်မှာတောင်လုပ်တင်တာကိုဆက်လုပ်နိုင်တဲ့စိတ်ဆွမ်းအားနဲ့အလေးအကျင့်ကိုဆိုလိုတာဖြစ်ပါတယ်ဒီနေ့မင်းကိုမေးချင်တာတစ်ခုရှိတယ် talent ရှိရင်အောင်မြင်မယ်လို့မင်းယုံလားအမှန်တရားက talent တစ်ခုတည်းနဲ့ဘယ်သူမှမအောင်မြင်ပါဘူး talent ကမင်းကိုစတင်ခွင့်ပေးတယ်ဒါပေမဲ့ discipline ကမင်းကိုပန်းနိုင်ရအောင်ခေါ်သွားတယ်လူနှစ်ယောက်မှာတယောက်က talent ရှိတယ်ဒါပေမဲ့အလုပ်ချင်မှလုပ်တယ်စိတ်ပါမှစူးစမ်းတယ်ပြင်းတဲ့ချိန်မှာရက်ထားတယ်နောက်တစ်ယောက်က talent မရှိဘူးဒါပေမဲ့နေ့တိုင်းလေ့ကျင့်တယ်နေ့တိုင်းတင်ယူတယ်နေ့တိုင်းတိုးတက်ဖို့လုပ်တယ်အချိန်တစ်နှစ်ကြာသွားရင်ဘယ်သူကပိုအောင်မြင်မယ်ထင်ပါတယ်လေဒီကတော့ရှင်းပါတယ် discipline ရှိရလို့ဖြစ်ပါတယ်ဘာလို့လဲဆိုတော့ motivation ကခဏပဲခံပါတယ် discipline ကဘဝတစ်လျှောက်လုံးခေါ်သွားနိုင်ပါတယ်မလုပ်ချင်တဲ့နေ့မှာတောင်လုပ်ဖြစ်အောင်လုပ်တာအဲ့ဒါ discipline ပါပဲဘယ်သူမှမမြင်တဲ့အချိန်မှာတော့မှကိုယ်အိမ်မက်အတွက်ဆက်စူးစမ်းနေတာအဲ့ဒါကအောင်မြင်သူတွေရဲ့လစ်ဝက်ချက်ပဲဖြစ်ပါတယ်အဲ့ဒါကြောင့် talent မရှိဘူးလို့စိတ်မလျှော့ပါနဲ့တချို့ talent တွေကမွေးရပါလဲဖြစ်နိုင်ပါတယ်အပေမဲ့ discipline ကတော့မင်းနေ့တိုင်းရွေးချယ်လို့ရတဲ့အလေးအကျင့်တစ်ခုဖြစ်ပါတယ်တနေ့တာမှာ1ရာခိုင်နှုန်းပဲဖြစ်ဖြစ်ကိုတိုးတက်အောင်အမြဲလေ့ကျင့်ပါတနေ့မှာမင်းရဲ့ talent ကြောင့်မဟုတ်ပဲမင်းရဲ့ discipline ကြောင့်အောင်မြင်မှုတွေရရှိလာပါလိမ့်မယ် Life Experiences by Shin